အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပရိသတ်များနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာအာကာစောရေးသားထားတဲ့ပုံနကအင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေညနေဆောင်နေပြီဖြစ်သည်ဘာကြီးမုံမှာဖက်လက်စာစာအုပ်ကိုလက်မချကပတ်ဝန်းကျင်တစ်ခွင်ကိုဝှေ့ဝိုက်ကြည့်လိုက်သည်ဖုံတစ်ထောင်းလုံးထနေသည့်ရွာလမ်းမကြီးပေါ်တွင်ကလေးများကပျော်ရွှင်စွာစော်ကစားနေကြလေသည်နေ့တိုင်းရှိသည့်နေရာသည်ဖြစ်သည်မို့ညနေအတော်ဆောင်နေသည့်တိုင်အပူရှင်ကခမ်းများများရှိနေသေးသည်ဘာကြီးမုံမှာအနီးတွင်ခြားထားသည့်ရေနွေးခရာအတွင်းမှပယင်းရောင်တောက်နေသည့်ရေနွေးကြကြများကိုငှဲ့ထည့်လိုက်ရာရေနွေးဖန်ဖန်ကိုအရသာခံရင်တောက်တုံးနေမိသည်ထိုစဉ်ပြေးဆုံနေသည့်ကလေးများအတွင်းမှမြေးမာလေးများမှာအင်ချမ်းဝန်းအတွင်းသို့ပြေးဝင်လာကြသည်ကလေးငယ်များမှာကိုလက်လှုပ်ရှားစော်ကစားထားကြသည်ဖြင့်ချွေတီတီကြနေကမောပန်းနေကြသည်ဘာကြီးမုံကကလေးများကိုကြည့်ရင်ဟဲ့မိဝေတို့နေဆောင်နေပြီဟာဒီကုလုံးလဲချွေးရနေပါလားနည်းနည်းပါးပါထိန်စော်ကြပါဟာကလေးများမှာဘာမှပြန်မပြောပဲဘာကြီးမုံတပည့်ရှိရင်းနှွေးခရအိုးမှရင်းနှွေးချမ်းများကိုငှဲ့တောင်နေကြလေသည်အတော်ကြာအပန်းဖြေပြီးမှဒါနဲ့ဘာကြီးမုံကိုပြရအောင်မယ်မိဝေကစကားအစာပြိုးလိုက်ကရှင်မင်းအိတ်ညက်အိတ်ကအတွင်ထည့်ထားသည့်ငွေရောင်အပြားလေးတစ်ချက်ကိုထုတ်ယူလိုက်သည်ထို့တော့ဘာကြီးမုံစီသို့လှမ်းပေးလိုက်ရင်ဒီဟာလေးကိုခုနကချောင်းဝင်တဲ့ဘေးမှာပြေးစော်ကြရင်ကောက်ရခဲ့တာအဖိုးမုံရဲ့ဘာကြီးမုံမှာငွေရောင်အပြားလေးကိုကန်ကြည့်လိုက်သည်လေးတောင်ကွက်ကွက်လေးအပြားလေးမှာငွေရောင်ပြောင်းလဲနေ၍နေသည်ဘာကြီးမုံမှာတစ်ဖက်သို့လှမ်းကြည့်လိုက်သည့်အခါငွေရောင်အပြားလေးပေါ်တွင်အင်းကွက်များရေးဆွဲထားသည်ကိုမြင်တွေ့လိုက်ရ၍အလွန်ပင်ထိတ်လန့်သွားမိသည်ဟဲ့နင်တို့ဘာတွေကောက်လာကြတာလဲဟာနင်တို့ကိုအင်းကွက်တွင်မကောက်ရဘူးလို့မှားမထားဘူးလားဘာကြီးမုံကဒေါရဒီကြီးဖြင့်ကလေးများကိုမန်မဲလိုက်သည်တဘောကောင်း၍အမြဲပြုံးနေလေရှိသောဘာကြီးမုံမှာယခုတော့ဒေါရဒီကြီးအော်ဟစ်မန်မဲလိုက်သည်ဖြင့်ကလေးများမှာမျက်လုံးပြူမျက်စံပြူဖြစ်နေကြသည်ထိုစဉ်မှာပင်ကလေးများ၏မိခင်ဖြစ်သူအင်းရှိသို့ပြေးထွက်လာခဲ့သည်ဘာကြီးမုံဘာဖြစ်လို့ကလေးတွေကိုအော်နေရတာလဲဘာဖြစ်ရမလဲဟာဒီမှာကြည်စမ်းနေသမီးတွေဒီအင်းကွက်တစ်ခုကိုကောက်လာခဲ့တယ်ဟာကလေးအမေမှလည်းအံ့ဩထိတ်လန့်သွားကညီတို့ကခြေစော့လက်စော့နဲ့အေးဒီအင်းကွက်ကိုဘာဖြစ်လို့ယူချလာတာလဲတော့ကိုဖုံးမောင်ဟောဒီအင်းကွက်ကိုလူသူရှင်းတဲ့နေရာမှာတွားလွှင့်ပြလိုက်စမ်းမှရှင်းကျုပ်လည်းအိမ်တိုင်းလုံးကိုပရိတ်ရင်နဲ့ဖျန်းလိုက်အောင်မယ်နွားစာရှင်းနေသည့်ကိုဖုံးမောင်မှာအင်းကွက်ကိုယူကရွာပြင်းသို့တချို့တည်းပြေးလေတော့သည်ကလေးများမှာအင်းကွက်ကြောင့်ပြာခတ်နေကြသည့်အဖေအမေနှင့်ဘာကြီးဖြစ်သူကိုကြည့်ကအံ့ဩနေမိကြသည်ဘာကြီးမုံမှာအတန်ကြာသည့်အခါဒေါရစိန်မြပြေပြောက်ကစိတ်တည်ငြိမ်သွားလေသည်သမီးတို့မြင်မြတ်မှတ်ထားကြနော်နောက်ဆိုရင်ဘာအင်းကွက်တွေ့ဘာပစ္စည်းထူးထူးဆန်းဆန်းမဲ့တွေ့အိမ်ကိုယူမလားနဲ့ဟုတ်ပြီလားအကြီးဆုံးမြေးဖြစ်သူမိဝေကအကောင်းငိမ့်သည်ကြံမီး၃ယောက်မှလည်းမျက်နှာငယ်လေးများပြဖြစ်နေကြသည်စကားသက်သည့်မိဝေကဒါနဲ့အဖိုးမုံဒီအင်းကွက်ကလေးကောက်လာရုံနဲ့အဖိုးမုံတို့အမေတို့ကဘာလို့စိတ်ဆိုးကြတာလဲဟင်အင်းကွက်တွေဆိုတာကောင်းတဲ့အင်းကွက်ရှိသလိုမကောင်းတဲ့အင်းကွက်အဖြစ်သဘောဆောင်တဲ့အင်းကွက်တွေလည်းရှိနေတယ်မြေးတို့ရဲ့ဒီလိုအင်းကွက်တွေကအိမ်ကိုယူလာလို့ရှိရင်အိမ်မှာမကောင်းတာတွေဖြစ်တတ်တဲ့ကွက်ဖိုးဖိုးတို့ငငယ်တုန်းကအင်းကွက်ကိုအိမ်နဲ့ယူလာမိလို့ဒုက္ခရောက်ခဲ့ကြတဲ့ဒေါ်ဘဲကြီးဆိုတာရှိဘူးတယ်ကွက်မြေးဝေကမျက်မှောင်ကျုပ်လိုက်ကအဲ့ဒီဒေါ်ဘဲကြီးကဘာဖြစ်ခဲ့တာလဲအဖိုးမုံအဖိုးသိရင်ပြောပြပါလားဘာကြီးမုံမှာခေါင်းတက်ဆက်ဆက်ညှိမ့်လျက်ငါမြေးတွေသိချင်ရင်ဘိုးဘိုးပြောပြမှာပေါ့ဒီအဖြစ်ပြက်လေးကိုနားထောင်ပြီးငါမြေးတို့လည်းသင်ခန်းစာယူရအောင်လို့ပေါ့ဒီအဖြစ်ကဘိုးဘိုးတို့ငငယ်ကဖြစ်ခဲ့တဲ့တကယ်အဖြစ်ပြက်တစ်ခုကွဘာကြီးမုံမှာထိုးထိုးစကားချီလိုက်ကအတိတ်မှအကြောင်းအရာမျိုးကိုပြန်ပြောပြလေတော့သည်အချိန်အားဖြင့်စစ်ကြိုကားလ1930ပြည့်နှစ်ကျော်ကာလဖြစ်သည်ပဲခူးတိုင်းအနောက်ချမ်းတာယာဝတီမြို့နယ်တွင်စခန်းကြီးကိုအမည်ရသည့်ရွာတစ်ရွာရှိသည်30ချောင်းကြီးပေါ်တွင်မေးတင်လျက်တိဆောက်ထားခြင်းဖြစ်သည်ထိုရွာတွင်ဒေါ်ဘဲနှင့်ဒေါ်ငန်းဟူသည့်ညီမနှစ်ယောက်ရှိသည်ဒေါ်ဘဲနှင့်ဒေါ်ငန်းမှာအသက်2နှစ်ကွာခြားကရုပ်ချင်းအလွန်ဆင်တူကြသည်သို့တော်ဒေါ်ငန်းမှာဒေါ်ဘဲထက်လေသံအနှဲငယ်ရှိသဖြင့်ဒေါ်ငန်းကိုခေါ်ဆိုကြခြင်းဖြစ်သည်နှစ်ဦးစလုံးမှာတက်လက်ပိုင်းအရွယ်သို့ရောက်ရှိနေပြီဖြစ်တော်လဲဒေါ်ဘဲမှာအပြိုကြီးဖြစ်ကဒေါ်ငန်းမှာဥကျွဲဟုခေါ်သည့်လူတအုပ်နှင့်အိမ်အောင်ရသားကြပြီးမိကျင်မိဖွေးမိဥဟုအမည်ရသည့်သမီး3ယောက်မွေးဖွားထားသည်မိကျင်မှာအသက်4နှစ်အရွယ်ခန့်ရှိပြီးတအုပ်နှင့်တအုပ်အသက်1နှစ်ကျော်ကွာခြားသည်မို့မိပွေးမှာအသက်2နှစ်ဖြစ်ကမိဥအမည်ရမိထွေးကလေးမှာ
အသက်တစ်နှစ်မပြည့်သေးတာရှိသေးသည်ဒေါ်ဘဲမှာအင်းရှိတွင်ဈေးဆိုင်ကလေးတည်ထားသည်ဥကျွတ်ဒေါ်ကန်းမှာတော့လေယာလုပ်ငန်းများကိုလုပ်ကိုင်ကြသည်စိတ်များလည်းမွေးထားသေးသည်တက်သူဟုအမည်ရသည့်တူဝမ်းခွဲမှာဒေါ်ငန်းတို့အိမ်တွင်နေထိုင်ကာစိတ်ကြောင်းရလေသည်ဒေါ်ဘဲနှင့်ဒေါ်ငန်းတို့မှာအိမ်ဆိုင်ကလေးအတွက်လိုအပ်သည်များကို30ဈေးတို့တက်တပတ်တစ်ခါတက်ဝယ်ရသည်30ဈေးတို့သွားရတွင်ရွာရှိလမ်းအောင်ကြီးမှတဲ့လမ်းလျှောက်ကခြေလျင်သွားကြရခြင်းဖြစ်သည်ထိုနေ့တွင်လည်းဒေါ်ဘဲတို့ညီအမမှာ30ဈေးမှပစ္စည်းများကိုဝယ်ချမ်းလာခဲ့ရတောင်းကြီးတောင်းငယ်အတွေ့အကြုံရွ၍စခန်းကြီးရွာသို့ပြန်လာခဲ့ကြသည်ချောင်းမကြီးရဲ့အပြိုင်ဖောက်ထားသည့်တာလမ်းမကြီးမှာဖြောင်ဖြူး၍နေလေသည်စခန်းကြီးရွာသို့မရောက်ခင်တာလမ်းမကြီးနဘေးတွင်ဖိုးပုံဇရက်ဟုခေါ်သည့်ဇရက်တစ်ဆောင်ရှိသည်ဇရက်အလူရှင်မှာဖိုးပုံဟုအမည်ရသည့်လူတအုပ်လူထမ်းထားသောကြောင့်ဖိုးပုံဇရက်ဟုခေါ်သွင်းရခြင်းဖြစ်သည်အထောပုံများကိုတည်ဖို့ကလမ်းလျှောက်လာခဲ့ကြသည်ဒေါ်ဘဲတို့ညီအမနှစ်ယောက်မှာဖိုးပုံဇရက်ကိုမြင်တွေ့တဲ့အခါဝမ်းသာသွားကြသည်အမဘဲရေကျုပ်တို့တော်တော်ပင်ပန်းနေပြီရွာမရောက်ခင်ဖိုးပုံဇရက်မှာခဏလောက်ဝင်လာကြတာပေါ့ကောင်းသားပဲညီမရဲ့နေကလည်းပူတော့ရေကလည်းစားတယ်အေးရေလေးပါလေးဝင်တောက်ပြီးမှရွာကိုဆက်ကြတာပေါ့တို့နဲ့ဒေါ်ဘဲတို့ညီအမနှစ်ယောက်မှာဖိုးပုံဇရက်တို့ဝင်ခဲ့ကြသည်ဒေါ်ငန်းမှာဇရက်လေကားထက်အရောက်တွင်ခေါင်းပေါ်မှာရွက်လာသည့်တောင်းကြီးကိုချကအမောအပန်းဖြစ်နေမိသည်ဒေါ်ဘဲမှာတော့ဇရက်ပေါ်တက်ကတောက်ရည်ဥစဉ်တွင်တောက်ရည်တစ်ခွက်ကိုခတ်လိုက်လေသည်ဒေါ်ငန်းမှာခေါင်းဖို့အဝတ်ကိုရက်တောင်လို့ရက်ခတ်နေစဉ်မှာပင်ဇရက်အရှိလန်းတနေရာတွင်ပြောင်ပြောင်လဲလဲအရာတစ်ခုကိုတွေ့မြင်လိုက်ရသည်အမရေအမပဲဟိုးမှာပြောင်ပြောင်လဲလက်ကလေးဘာများလေးလဲဒေါ်ငန်းပြောသဖြင့်ဒေါ်ဘဲမှာဇရက်မှလှမ်းကြည့်လိုက်ရင်အေးဟုတ်ပါရဲ့ဘာကလေးများလဲဒေါ်ငန်းမှာပြောပြောဆိုဆိုနဲ့ထိုနေရာသို့အပြေးထသွားလိုက်ကပြောင်ပြောင်လဲလက်အရာလေးကိုကောက်ယူလိုက်သည်ထိုအရာမှာရွှေပြားလေးတစ်ခုကဲ့သို့ဝန်းလန့်နေသည့်အလိတ်ကလေးတစ်ခုဖြစ်သည်ဒေါ်ငန်းမှာဝမ်းသာအားရဖြင့်အမဖြစ်သူဒေါ်ဘဲထံသို့အပြေးအလှော်သားရောက်ကပြသလိုက်လေသည်ဒေါ်ဘဲမှာကန်ကြည့်ရင်ရွှေနဲ့တော့တူတယ်အေးပြောင်နာတော့အတော့ပြောင်နာပဲအလိတ်ကလေးဆိုတော့ဖက်လိန်နှောင်းကလေးများလားမသိဘူးနော်ဒီခေတ်မှာဖက်လိန်နှောင်းဝတ်တဲ့သူများရှိသေးလို့လားအမရဲ့ဒေါ်ငန်းမှာရွှေပြားကလေးအားဆွဲယူလိုက်ကလက်ဖြင့်အသာဖြည့်ကြည့်လိုက်လေသည်ရွှေပြားကလေးပေါ်တွင်အင်းတက်ကွက်ခြားသားတွေကိုတွေးလိုက်ရသည်ဒါလေးကအင်းတစ်ခုပါလားအမရဲ့အမဖြစ်သူဒေါ်ဘဲမှာအင်းကွက်ကိုကြည့်လိုက်ရင်ဘာတွေရေးထားမှမသိပါဘူးညီမရဲ့ရှုပ်ရှက်တွေပါတို့တွေလွှတ်ပြထားခဲ့တာပေါ့အိုးအမကလည်းအင်းကဘာတွေရေးထားမှမသိပေမဲ့ဟောတာကတော့ရွှေပြားနဲ့တူတယ်မဟုတ်လားရွှေမှန်ရင်တန်မိုးရှိတာပဲရွာကဗရင်ဆရာကြီးကိုပြရင်မကောင်းဘူးလားရောင်းလို့ရတယ်ဆိုရင်ရောင်းစားကြတာပေါ့အမရဲ့ဟိသူများပစ္စည်းဖြစ်နေပါမယ်ပိုင်ရှင်ကစိတ်ဆင်းရဲနေအောင်မယ်ဟာအမဘဲကလည်းဒီနေရာမှာပိုင်ရှင်မှမရှိတာပဲဒါကျုပ်တို့နဲ့ထိုက်လို့ကျုပ်တို့ရတာပဲပိုင်ရှင်လာပြန်တောင်းရင်လေရေအစုံကုန်းတော့ဝက်ဆိုပြီးတော့ဝက်ခွဲပေးလိုက်တာပေါ့ဒေါ်ဘဲမှာစိတ်ထဲထင်နေတော့လေငွေရမယ့်အခွင့်အရေးမှုခေါင်းညင်လိုက်ရသည်ဒေါ်ဘဲမှာအင်းကွက်ကလေးကိုလွှဲရဲအတွင်းတို့ထည့်လိုက်ရင်ညီမနှစ်ယောက်တောင်းချင်းတောင်းငံများရွက်ကရွာသို့ပြန်လာခဲ့ကြသည်အင်းရောက်သည့်အခါဒေါ်ဘဲမှာလွှဲကိုတိုင်မှာချိတ်လိုက်ပြီးအလုံးများလုံးရသည်ဝယ်ယူလာသည့်ပစ္စည်းများကိုခွဲချမ်းစိတ်ပြကရောင်းချရန်ချိန်တွေရသည်ဒေါ်ငန်းမှာလည်းရာခင်းနဲ့ဆင်းရသည့်ဥကျွဲအတွက်ထမင်းသွားဖို့ရန်ပြင်ဆင်ရသည်ထမင်းများကိုဇလုံးတစ်လုံးနဲ့ခုခတ်ပြီးနောက်တောင်းတစ်ခုအတွင်းတို့ထက်ကအိမ်မောမှဆင်းလာခဲ့သည်အမပဲရေနေတဲ့ဝက်ကျိုးပြီဆိုတော့ကိုကျွတ်ထမင်းစာနေရောမယ်ကျုပ်ရတဲ့ထမင်းသွားဖို့လာဦးမယ်နော်ကလေးသုံးအောင်ကအရေးတုံအိမ်မှာအထားခဲ့တယ်အပြန်မတစ်ခါတည်းလှည့်ခေါ်လာလိုက်တော့မယ်ဒေါ်ဘဲမှာခေါင်းသာညှိပြလိုက်သည်ဈေးသွားသည့်အတွက်မနက်ခင်းပိုင်းကိုဆိုင်ပေးထားရသည်မို့ဒေါ်ဘဲမှာဆိုင်ဖွင့်ရန်ပြင်ဆင်ရသည်ဝယ်ချမ်းလာသည့်ကုန်ပစ္စည်းများကိုလည်းရောင်းချရန်အတွက်ခင်းကျင်းနေရသေးသည်ဆိုင်နှင့်အိမ်မှာအတန်ငယ်ဝေးကွာလာပေသည်ဒေါ်ဘဲမှာပစ္စည်းများကိုနေရာချရင်အိမ်မခြေရန်တုံးဖြင့်ပြေးလွှားနေသည့်အတန်မျိုးကိုကြားလိုက်ရသည်အစားပိုင်းတွင်ဒေါ်ဘဲမှာအမှုမဲ့အမှတ်မဲ့နေမိတော့လေနောက်ပိုင်းတွင်ခြေရန်ပြင်းထန်လာသဖြင့်စိတ်ထဲတန်တရားဖြစ်မိသွားသည်အိမ်မှာဘယ်သူမှလည်းမရှိပါဘူးအငယ်မလည်းရာခင်းနဲ့ဆင်းသွားတယ်မဟုတ်လားဒါဖြင့်အိမ်မောကဘယ်သူရောက်နေတာပါလိဒေါ်ဘဲမှာအိမ်မောတို့တက်လာခဲ့သည်အိမ်မောတက်သည့်လေကားအဆင့်ရောက်သည့်တိုင်အင်းရှိကမ်းမှခြေရန်တုံးကြားနေရတော့လေအိမ်မောတက်လိုက်သည့်အခါတွင်မြေတူမှမရှိသလိုခြေရန်များမှလည်းတိတ်ဆိတ်သွားသည်ဒေါ်ဘဲမှာတရင်လုံးအနှံ့လိုက်ပိုက်ရှာသည့်တိုင်လူသူအရဲ့အယောင်မတွေ့သဖြင့်ထိုးဆန်းနေလေသည်ထိုစဉ်မှာပင်ဈေးဝယ်သူယောက်ကလှမ်းခေါ်သဖြင့်ဒေါ်ဘဲတယောက်အင်းရှိသို့ထွက်လာကဈေးရောင်းရလေသည်
မကြာခင်ရာခင်းထဲသို့ထမင်းသွားဖို့ဒီဒေါငန်းမှာကလေး3 ယောက်ကိုခေါ်ကအိမ်သို့ပြန်လာလေသည်အမကြီးနှင့်အလက်မမှာအိမ်မော်ရောက်သည့်အခါစောကစားနေကြလေသည်ငယ်ဆုံးသမီးလေးကိုအခက်ထဲနှင့်တိတ်ထားကထမင်းစားဖို့ပြင်ဆင်ကြသည်ဒေါငန်းမှာမြို့ကြောင်အတွင်းသို့ဝင်၍ထမင်းအိုးများကိုဖွင့်လိုက်သည့်အခါထမင်းအိုးမှာထမင်းတစ်စင်းများပင်မရှိတော့ဘဲပျောက်တလင်းခါနေတာကိုတွေ့ရသည်အုပ်ဆောင်လန်၍ဟင်းခွက်များကိုကြည့်လိုက်တော့လဲဟင်းခွက်များမှာဟင်းများမရှိတော့ပေရုပ်စွာအစုံငပိရေပကံလုံးသည်ပင်ရှားနှင့်ရထားတဲ့ကဲ့သို့ပြောင်းလဲနေပြန်သည်ဒေါငန်းမှာအလွန်ထိတ်လန့်ကအမဖြစ်သူကိုအော်ရခေါ်လိုက်မိသည်အမပဲရေဒီကိုလာပါဦးဒေါ်ဘဲမှမြို့ကြောင်အတွင်းသို့အလံတကြားနှင့်ဝင်ရောက်လာခဲ့သည်ဟဲ့အငယ်မဘာဖြစ်တာလဲဘာဖြစ်ရမှာလဲအမပဲရေဒီမှာကြည့်ပါဦးဟင်းတွေရောထမင်းတွေရောပြောင်းတလင်းခါနေပြီဟုတ်တော့ဘလို့ဖြစ်ရတာလဲရတဲ့မစင်းခင်လုံးကထမင်းလေးလုံးတိုးကြီးကြံပါသေးတယ်ဟင်းတွေကလည်းအများကြီးပါအခုတခုမှမကြံတော့ပါလားအမပဲဟဲ့ငါလည်းဈေးကပြန်လာကြတဲ့ကအလုပ်များနေတာနဲ့ဘာမှမစားရသေးဘူးအငယ်မရဲ့အမမစားတော့ဘယ်သူစားသွားတာလဲဒေါ်ဘဲမှာခေါင်းကုပ်လျက်ပြောရတော့ခက်တယ်ကြောင်နေပါတွေများဝင်စားသွားတာများလားဟာအမပဲကလည်းကြောင်ဝင်စားရင်ဟင်းလောက်ပဲစားမှာပေါ့အခုကထမင်းတိုးလုံးရောဟင်းတွေအကုန်လုံးရောပျောက်သွားရုံမကငပိရီကိုတော့ပြောင်းစင်အောင်ရက်သွားပုံထောက်ရင်ကြောင်နေခွေးတွေတော့ဖြစ်ရမတူပါဘူးအငယ်မရေအိမ်နောက်ဖေးတကာဖွင့်ထားခဲ့တယ်ဆိုတော့တခိုးတွေပါတွေဝင်သွားတာများလားအမပဲကတော့လှုပ်တော့မယ်တို့ရမှာတခိုးတော်ဝက်မှာမရှိတာတခိုးတော်ဝက်ကရောတန်ဖိုးရှိတာမခိုးပဲထမင်းတွေဟင်းတွေခိုးမဲ့တယ်လားမဖြစ်နိုင်ပါဘူးအမပဲရဲ့အရင်ကမရှိပဲမဲ့အခုကခက်ပြက်နေပြီဆိုတော့ရှိရင်ရှိလာမှာပေါ့အငယ်မရဲ့ကဲစိတ်ကိုလျှော့ထားလိုက်တော့နောက်ဆိုတတိကြီးထားမှဖြစ်မယ်အခုတော့ထမင်းချက်ပြီးဘဲဥကြောင်နဲ့ပဲစားလိုက်ကြတာပေါ့ဒေါငန်းမှာတိတ်တော့မကျင်းတတ်ပြီထမင်းတခိုးကိုတွေ့အောင်ရှာမိဟုကျုံးသွားလိုက်လေသည်အမဖြစ်သူဆိုင်ထိုင်နေရတဲ့ဖြင့်ဒေါငန်းတယောက်တာကြပြကတိထမင်းချက်ရသည်မြို့ကြောင်တဲ့ထမင်းချက်နေအင်းရှိတွင်စောကစားနေသည့်ကလေး2 ယောက်မှာကြားလန့်အားနှင့်အတန်ကုန်အော်ဟဲကြသည့်အတွက်ဒေါငန်းတယောက်ချက်လိုက်စားထမင်းအိုးကိုချကအင်းရှိသို့ပြေးထွက်လာခဲ့သည်ဟဲ့ကလေးတွေဘာဖြစ်လို့ဒီလောက်တော့အော်နေတာလဲတမီးအကြီးမိကျန်ကအိမ်နိုင်ကြီးအနီးသို့လက်ညှိုးထိုးပြကတရေကြီးတဲ့ကောင်အိုင်နာကနေကြည့်နေတယ်အမေနင်တို့စိတ်ထင်လို့ဖြစ်မှာပါဟဲ့အိမ်မဘာတဲမှမရှိပါဘူးရှိတယ်အမေရဲ့တမီးနဲ့ညီမလေးစော့နေကြတော့တရေကြီးကအဲ့ဒီဘက်မှာမတ်တရက်ပြီးကြည့်နေတာတရေကြီးရဲ့ပါဇက်ထဲမှာအဆွဲကြီးတွေလည်းပါတယ်ဒေါငန်းမှာမိကျင်ကိုခေါင်းခေါက်လိုက်ကညီတို့ကကြောက်တယ်လွန်းတယ်အေးလူကြီးတွေပြောနေကြတရေပုံမြင်တွေကိုတွားနားမထောင်ပါနဲ့လို့ညီတို့ကမမှားထားဘူးလားဘာမှမရှိဘူးကိုယ့်အကိုအေးနေကြမိကျင်တို့မှာအိမ်မမစောရဲတော့တယ်ဖြစ်အင်းရောက်တို့ပြေးဆင်းသွားကြသည်အိမ်ချောင်းဝင်းဘေးရှိမကြီးပင်ကြီးအရိပ်ရောက်တွင်စောကစားနေကြလေသည်ဒေါငန်းမှာထမင်းချဲရင်အင်းရှိတွင်တိတ်ထားသည့်ပကက်အတွင်းမှသမီးထွေးကိုပကက်ထွက်လွှဲရပြန်သည်ဒေါငန်းမှာမြို့ကြောင်အတွင်းမှပကက်လွှတ်ထွက်လာခဲ့သည်ထိုစဉ်အခါတွင်ပကက်နှစ်ဘေးတွင်လူတဲဦးရဲနေသည်ကိုတွေ့လိုက်ရသည်ဒေါငန်းမှာအလွန်ထိတ်လန့်သွားကပကက်အနီးသို့ပြေးရလာထိုလီကျူးမှာရုပ်ချပြောက်ကွက်သွားသည်ကိုတွေ့ရသည်ဖះငါပဲအမြင်မှားတာလားဒေါငန်းမှာကိုမျက်စိကိုပင်မယုံနိုင်ပေထိုစဉ်ပကက်အတွင်တိတ်ထားသည့်ကလေးမှာအလွန်တဲထန်စွာငိုကြွေးလေတော့သည်ဒေါငန်းမှာမိဦးကိုပွေ့ချီလဲရဲ့အသက်အတန်ချော့မြူရလေသည်ဆိုင်ထိုင်နေသည့်အမဖြစ်သူဒေါ်ဘဲမှာကလေးကိုပွေ့ချီထားသည်ဖြစ်တာဟန်ကျသွားသည်ထိုနေ့တစ်နေ့လုံးဒေါငန်းတယောက်မြည်သည့်အရာမှာအစဉ်ပြေပင်မပြီးစီးသည့်အပြင်စိတ်ရက်တွင်လည်းဘာကြောင့်မှမသိဒေါသထွက်နေမိသည်ညနေဆောင်သည့်အခါကိုကျွဲနှင့်တက်တူမှာနွားများစိတ်များကိုခြံအတွင်းသို့ဆွဲသွင်းလာကြသည်ခြံပေါက်ဝအရှိရောက်သည့်အခါနွားကြီးနောက်ကောင်မှာခြံထဲသို့မဝင်ဘဲပေးကပ်၍နေလေသည်စိတ်များမှလည်းထုံးနီ၎င်းပင်ဖြစ်သည်တက်တူမှာစိတ်များကိုရိုက်ပုတ်၍ခြံအတွင်းတွင်းရသည်ကိုကျွဲမှာတော့နွားကြီးများကိုနဖာကျုံးမှအတင်းဆွဲသည့်တိုင်နွားကြီးနောက်ကောင်မှာခြေခံ၍ယုံနေပြန်သည်နွားကြီးနောက်ကောင်မှာလူစကားကိုနားလဲကခိုင်းကောင်းသည့်နွားများဖြစ်တော်လဲယခုအခါတွင်အကြောက်အကန်ညင်းသည်ဖြစ်ကိုကျွဲတဲ့ရောက်အလွန်ဒေါသထွက်နေမိသည်နွားများကိုရိုက်နှက်တော်လဲပေးကပ်လုံးနေသည်ဖြစ်ကိုကျွဲမှာစိတ်ညစ်နေရသည်ထိုအခါချင်းအိမ်မှာဥပုပ်ကကိုကျွဲကိုကြည့်ကမောင်ကျွဲရဲ့နွားတွေကိုဘာဖြစ်လို့ဒီလောက်ရိုက်နှက်နေရလဲကွာဒီကောင်ကြီးကဒီနေ့ကျမှဘာဖြစ်နေလဲမသိဘူးဦးလေးပေါ်ရခြံထဲကိုမဝင်မဲ့ပေးကပ်လုံနေကြတယ်ဦးလေးပေါ်မှာနွားများကိုအကဲခတ်ကြည့်လိုက်သည့်အခါနွားများမှာနွေရများလန်တွေကမျက်လုံးပြူး၍ထိတ်လန့်နေသည်ကိုတွေ့လိုက်ရသည်နွားတွေကလန့်နေတာကွနရိုင်းသွင်းချိန်မှာ
ရွာပြင်းကအပတွေပါပြီးမိကလာတယ်လားမသိဘူးမောင်ကျွဲကြီးဒီလိုလှုပ်ဆမ်းမှာဒီညတော့မင်းတို့ကောင်ကိုတို့ချန်တဲ့ကတင်းကုန်မှာထည့်ထားလိုက်ကွာအချိန်နေမှတော့ဆရာလေးပါလေပြရတာပေါ့နွားနာကောင်မှာကိုကျွဲရဲ့ချမ်းတော့မဝင်ကြတော့လဲဥပေါ်ဆွဲသားသည့်အခါအသားတဲ့ကြီးပင်လိုက်သွားကြသည်ကိုကျွဲမှာနွားနာကောင်ကိုဆက်ဆူ၍ပင်နေသည်ညနေထမင်းစားသည့်အခါကိုကျွဲမှာဒေါငန်းကိုပတ်ရမ်းပြန်သည်ကိုကျွဲတဲ့ရောက်နွားများကိုခေါ်၍မရသည့်အပြင်စိတ်ထဲတွင်လည်းမြည်ရဲ့အကြောင်းအရာမှမသိပဲဒေါသအလိုလိုထွက်နေမိသည်တနေ့လုံးလုံး၍ကန်၍အစမပြေသည့်ဒေါငန်းမှာလည်းကိုကျွဲကိုကက်ကလိုက်ရန်တွေ့သည်တယောက်နဲ့တယောက်လက်ပါကထိုးကြကြိတ်ကြသည်ဖြင့်အရက်မှဝိုင်းထားရသည်ကလေးအကြီးနှစ်ယောက်မှအလွန်ကြောက်လန့်သည်ဖြင့်ဘာကြီးဘောနှင့်အရေးတုံတို့ကအိမ်တွင်ခေါ်ယူထားရသည်ထိုညတွင်ကိုကျွဲမှာစိတ်ငြိမ်ငြိမ်နဲ့အိမ်မှထွက်သွားသည်ဒေါငန်းနှင့်ဒေါဘက်မှအိမ်ခန်းတခန်းစီတွင်အိပ်သည်ဒေါငန်းမှာသမီးအငယ်ဆုံးမိဥကလေးကိုအနားတွင်ခေါ်သိမ်းထားသည်မောင်တက်တူမှာအိမ်ချမ်းအနောက်ဘက်တင်းကုန်နဘေးတွင်တဲကလေးထိုးကတယောက်တည်းနေထိုင်သူဖြစ်သည်ထိုအချိန်အထိမြေသူမှအင်းပြားလေးအကြောင်းကိုသတိမရကြသေးပေကိုကျွဲမှာစိတ်ငြိမ်ငြိမ်နဲ့ဓာတ်ထိပ်ရှိအရက်ဆိုင်သို့သွားကအရက်တောက်နေမိသည်ကိုကျွဲမှာအလုတ်ကိုပင်ပန်းတိုးစားလောက်ကင်တော်လဲအတော်အစားမကင်းပေယခုအခါတွင်တော့စိတ်ညစ်နေတဲ့ဖြင့်ခါတိုင်းထက်အရက်များကိုတောက်နေမိသည်တောက်ဖို့တငယ်ချင်းများမှာကိုကျွဲမျက်နှာကဲကိုခတ်ကမေးမြန်းကြသည်ဟိတ်ကောင်ငကြွယ်မင်းဒီလောက်အရက်တွေတောက်နေပုံထောက်ရင်တော့မင်းမိမငန်းနဲ့ရံဖြစ်လာပြီးထင်တယ်ကွငါပြောတာဟုတ်တယ်မလားဟုတ်တယ်မောင်ကောင်းကြီးမိငန်းတရအခုတော့ဘယ်လိုဖြစ်နေတယ်လဲကိုမသိပါဘူးကွာငါ့ကိုဆိုရင်မချင်မငန်ဆက်ဆံတယ်ကွခုညနေတော့ကလည်းငါ့ကိုကက်ကလန်ရန်တွေ့တယ်ကွာငါတို့အိမ်အောင်တက်ပဲ6နှစ်ရှိတော့မယ်မိငန်းကငါ့ကိုတကောင်းမှဒီလိုမဆက်ဆံဘူးကွသိနေတယ်လေငါကြွရမိငန်းဒီလိုဖြစ်နေမှငါကြိုသိပြီးသားပါကွဟင်မင်းကဘယ်လိုလုပ်ပြီးကြိုသိနေတာလဲကွဒီလိုငါကြွရမင်းကတရားတော်မသိတာနေမှာမင်းနဲ့မရခင်တော့ကမိငန်းတယောက်တို့ရွာတောင်ပန်းကငွေတို့ဆိုရဲ့လူနဲ့ရေးစားဖြစ်ခဲ့ကြသေးတယ်ကွဟေးဒါတို့ငါမသိပါတော့ကွာမင်းမသိတာတရားလုံးကသိတယ်ငါကြွရေဒါပေမဲ့ငွေတို့ကမိငန်းကိုမယူပဲမိဘပေးစားတဲ့တာယာဝတီမျိုးတို့တယောက်နဲ့ယူသွားတယ်တဲ့ကွာမိငန်းကအဲ့ဒီမှာအသေးကွဲပြီးတော့စိတ်ခံစားနေရတဲ့အချိန်တရားလေးကြီးကပြောင်းလာတဲ့မင်းနဲ့တွေ့ပြီးတော့ငွေတို့ရဲ့နေရာမှာမင်းကိုအစားထိုးခဲ့တာပဲကွဟာကွာအဲ့ဒါဘာဖြစ်တယ်လဲကွဘာဖြစ်ရမလဲငါကြွရအခုငွေတို့တဲ့ရောက်အရင်မိန်းမနဲ့ကွဲပြီးရွာကိုပြန်ရောက်နေတာ2ပတ်လောက်ရှိပြီကွမိငန်းနဲ့ငွေတို့ကတိတ်ချစ်ကြတာဆိုတော့သူတို့နှစ်ယောက်ပြန်ပြီးဆက်နိုင်မယ်လို့မင်းမတွေးမိဘူးလားကိုကျွဲရဲ့နှလုံးသားထဲတွင်တန်တရားဟူသည့်တန်ဖိုးတစ်ချက်ကစိုက်ဝင်ခဲ့ပြီဖြစ်သည်ကိုကျွဲမှငြင်းရင်စဉ်းစားနေသည်မို့အနီးမှတငယ်ချင်းများမှတယောက်ကိုတယောက်မျက်စာပြစ်လိုက်ကမိငန်းမင်းပေါ်ဆက်ဆံရေးတွေကျန်းနေတယ်လို့မင်းမခံစားမိဘူးလားငကြွဲရကိုကျွဲမှတောက်တစ်ချက်ခောက်ကစပွဲပေါ်မှာလက်ကျန်အရက်တစ်ခွက်ကိုမော့တောက်လိုက်လေသည်ထို့နောက်ဒေါသသိကြီးပြထလိုက်ကဒီကိစ္စကိုငါအခုရှင်းမှဖြစ်မယ်ဒီကောင်မတော့ငါနဲ့တွေ့ပြီဟဲ့တငယ်ချင်းများကရေရဲကျဲနဲ့ဟဲ့ကောင်ငကြွယ်မင်းငန်းနဲ့ခြံအောင်ထဲမှာဆင်းရင်ရှင်းမနေနဲ့အောင်တော့ကွတငယ်ချင်းများမှာအပြောင်အပြက်သဘောပြစနောက်ကြခြင်းဖြစ်တော်လဲကိုကျွဲရဲ့ဆဲထဲတွင်မင်းငန်းတယောက်ငွေသုံးနဲ့ဖောက်ပြန်နေသည်ဟုတတိချယုံကြည်သွားမိလေသည်ကိုကျွဲမှမုံမွေးနဲ့အိမ်သို့ပြန်လာခဲ့သည်ဒေါ်ဘဲတို့အိမ်မှာအိမ်ရှိတွင်ဈေးဆိုင်ရှိသဖြင့်ခြံတော်ကအိမ်တကားများကိုအလုံးစုံစွာခတ်ထားသည်ဖြစ်ရာကိုကျော်ကဒေါ်ဘဲကိုအားနာသည်ဖြင့်အိမ်ကောင်းရင်ဘက်မြေကွက်လက်မှပတ်ကဝင်ရောက်ခဲ့သည်ဒေါ်ဘဲမှာအမားကြီးဖြစ်သည်ဖြင့်ခေါင်းရင်အိမ်ကန်တွင်အိတ်ဆက်ကဒေါငန်းမှာတော့ချင်းရင်အိမ်ကန်တွင်အိတ်ဆက်ကြခြင်းဖြစ်သည်ကိုကျော်ကချင်းရင်အခန်းပြင်မှအဖြတ်တွင်အိမ်ကန်ထဲတွင်စကားပြောသံတစ်ခုကိုကြားလိုက်ရသည်အသေးအချာနားထောင်သည့်အခါယောက်ျားတစ်ယောက်ရဲ့အတန်ဖြစ်နေလေသည်ကိုကျွဲမှာအိမ်နောက်ဖေးတကားကိုအတာဖွင့်လိုက်သည်ဒေါငန်းမှာကိုကျွဲအချိန်မတော်ပြန်လာသည့်အခါတက်နိုင်ရန်အတွက်အိမ်နောက်ဖေးတကားကိုအတာဖွင့်ပေးထားခြင်းဖြစ်သည်ကိုကျွဲမီးကိုရောင်တီရောက်သည့်အခါတွင်ယောက်ျားတစ်ယောက်၏စကားပြောသံကိုပြက်ပြက်သားကြားနေရလေသည်လင်းကြီးမရှိတော့လင်းငယ်ကိုအိမ်မခေါ်ပြီးပျော်ပါနေတဲ့ကောင်မှတေးပြီးတော့ကိုကျွဲကမီးရောင်အနီးတွင်ထားသည့်ကိုင်းခုတ်သားကြီးတစ်ခုကိုဆွဲယူလိုက်သည်ထို့နောက်ခြေကိုဖော့ကနောက်ဖေးအခန်းသို့အတာချောင်းကြည့်လိုက်သည်မြန်မာအိမ်တို့၏ထုံးစံအတိုင်းအခန်းများကိုတကားချလိမရှိပဲခန်းစည်းများသာကားလေးရှိသည်ဖြစ်ရာကိုကျွဲမှခန်းစည်းကိုအတာလှည့်ကြည့်လိုက်မိသည်အခန်းကောင်းရင်းတွင်ရှင်မီးတိုင်ထွန်းထားသည်ဖြင့်မိန်ကလေးလင်းလန့်နေသည်ဝိုးတော်အလင်းရောင်ကလေးအောက်တွင်ယောက်ျားတစ်ယောက်မှမိယုကလေးကိုချီရင်ဒေါငန်းနှင့်စကားပြောနေလေသည်ဒေါငန်းမှလည်းပြုံးပြုံးရွှင်ရွှင်နှင့်ဖြစ်နေသည်ဒီမိန်းမကတော့လင်ငယ်နဲ့ပြောနေတယ်ပေါ့ဟုတ်လားကိုကျွဲမှခန်းစည်းစာကိုဆွဲလိုက်က
အိမ်ငန်းအတွင်းသို့လျှက်ခနဲ့ဝင်ရောက်လိုက်သည်ထို့နောက်ဒေါငန်းကိုကြည့်ကဟဲ့မင်းငန်းနင်းတော်ပြောနေတယ်ပေါ့လေဒေါငန်းမှာမျက်လုံးပြူမျက်စံပြူဖြစ်ကကိုကျွဲရှင်ဘာတွေပြောနေတာလဲဒီနေ့နင်းရောနင်းလင်ငယ်ကိုပါငါတက်မယ်ဟဲ့မလုံနဲ့ကိုကျွဲရှင်မားမယ်အောင်မယ်မားလက်စားနဲ့မထူးဘူးဟဲ့ကောင်သေးပေတော့ကိုကျွဲမှာအခန်းအဝင်ဝကိုကြောပေးထိုင်နေသည့်ငွေတို့၏ဇက်ဘိုးကိုကိုင်းခုကရားကြီးနှင့်တားလွတ်ကခုတ်ချလိုက်လေသည်ငွေတို့၏ဦးကောင်းမှာဓာတ်ခုတ်ချက်မှန်၍ဂတိပြက်ပြက်ကကျမ်းပြင်ပေါ်သို့ဘုံကနဲ့လဲကျသွားသည်ကိုကျွဲမှာငွေတို့အားစိတ်နန္နာနှင့်ကြည့်နေစဉ်ငွေတို့အဖြစ်မှဒေါ်ဘဲအဖြစ်သို့ပြောင်းလဲသွားလေတော့သည်ကိုကျွဲမှာကိုမျက်လုံးကိုလက်နှင့်ပုတ်တက်လိုက်သည်ဘယ်လိုဖြစ်ပြီးတော့အမကြီးဖြစ်နေရလဲရှင်ယူနေပြီလားကိုကျွဲရဲ့ရှင်ဟာလူသားတမရှင်မူးယူပြီးတော့ကျုပ်အမကြီးကိုတတ်ခဲ့တာရှင့်ကိုကျုပ်ပလိတ်ကိုတိုင်မယ်ရှင့်ကိုကျိုးစင်တင်ပြစ်မယ်ထိုစဉ်အိမ်နောက်ဖေးရှိနွားတင်းကုန်တဲ့ဘေးတွင်ထိုင်နေသည့်မောင်တက်တူမှာစိတ်မြတ်တကယ်ကဲအော်တန်ကြားသည်ဖြင့်တဲပေါ်မှဆင်းလာလေသည်မောင်တက်တူမှာလူပြိုကြီးဖားဖားဖြစ်နေပြီဖြစ်သည်ခြံထဲကိုစိတ်တခုဝင်သည့်အမှတ်နှင့်တကားအနောက်တွင်ထောင်ထားသည့်လှန်တူကလေးတစ်ချောင်းကိုယူကခြံထဲထွက်ခဲ့သည်မှောင်ပြပြလဲရအောင်တွင်ယောက်ျားတဦးမှာအိမ်နောက်ဖေးတကားပေါက်မှအိမ်မော်မှတက်သွားသည်ကိုတွေ့လိုက်ရပြန်သည်မောင်တက်တူမှာကိုကျက်ဖြစ်မိဟုတွေးမိတော်လဲအိမ်မော်တက်သွားသည်သူ၏ဟန်ပန်အမွေအရာမှာတခိုးချေလန်းတယ်လို့တူတူကိုကလေးတက်သွားသည်ဖြင့်ကိုကျက်မဖြစ်နိုင်ဟုတွေးကအိမ်နောက်ဖေးတကားမှအသားကလေးတက်ခဲ့သည်အခန်းအတွင်းမှတုံးအတန်များကြပြီးအော်ဟဲ့တန်များကြားသည်ဖြင့်မောင်တက်တူမှာလှန်ကိုအသင့်ကင်ကအခန်းအတွင်းလှမ်းဝင်လာခဲ့သည်အခန်းအတွင်းမြင်လာရသည့်မြင်ကွင်းကြောင့်မောင်တက်တူတယောက်အံ့ဩမနဲ့သွားမိသည်ဒေါ်ဘန်းမှာခေါင်းပြတ်ကြကကျမ်းပြင်မောက်တွင်မှောက်ခုံကြီးကျနေလေသည်တွေးများမှလည်းမြင်မြင်မကောင်းပေဒေါ်ငန်းမှမိဦးကလေးကိုချီပိုးလျက်ငိုကြွအော်ဟစ်နေလေသည်ကိုကျွဲ့မှတော့တွေးများစည်းကြနေသည့်ဓာကြီးတဲ့လက်ကိုကင်ဆောင်ထားသည်ကိုကျွဲ့ဘယ်လိုလုပ်လိုက်တာလဲကိုကျွဲ့မှမောင်တက်တူကိုငေးရင်မောင်တက်တူ၏လက်အတွင်းမှလှမ်းကိုကြည့်လိုက်သည်တချိန်တည်းမှပဲမောင်တက်တူမှာမိမိအားလှမ်းနဲ့ထိုးရန်ကြံရွနေသည်ဟုယူဆလိုက်မိကမောင်တက်တူထမ်းသို့ပြေးခုံဝင်လျက်မောင်တက်တူ၏လက်ပင်ကိုကိုင်းခုတ်ထားပြီးလွှဲခုတ်ချထည့်လိုက်သည်ကိုင်းခုတ်ထားမှမောင်တက်တူ၏လက်ပင်နှင့်ပခုံးအန်ကြားသို့တိုးဝင်သွားကရင်ညွန့်အနီးတို့ပင်ပြတ်ချသွားပြီဖြစ်သည်မောင်တက်တူမှာကျမ်းမြေကိုဒူးထောင်လျက်ကျသွားသည်ကိုကျွဲ့မှာတရေဘလူးစီးစီနယ်ဖြစ်နေကမောင်တက်တူအားကိုင်းခုတ်ထားပြီး3-4ချက်ခန့်ဆင့်ခုတ်လိုက်ပြန်သည်မင်းကမြန်ငါ့ကိုလှမ်းနဲ့ထိုးကျင်နေတာလားကွသေစမ်းကွာသေစမ်းကိုကျွဲ့မှာဗဇက်မှဘလုံးဘလောင်းရေရွံ့ရေမောင်တက်တူကိုတရုပ်ရုံနဲ့ခုန်နေလေတော့သည်ကိုကျွဲ့တကူလုံးနဲ့သွေးများကရေချိုးထားသည်နှင့်ပြေးကြံနေသည်ဒေါငန်းမှာအလွန်ကြောက်လန့်လာသည်ဖြင့်ကလေးကိုပွေ့ချကအခန်းထောက်တွင်ကျုံညုံကလေးကပ်နေသည်ကိုကျွဲ့မှာမောင်တက်တူကိုခုတ်ထစ်ပြီးသည့်အခါဒေါငန်းဘက်ကိုလှည့်ကြည့်လိုက်သည်ကိုကျွဲ့၏မျက်လုံးများမှာမီးရလင်းရအောက်တွင်ဝန်းဝန်းတောင်းနေသည်ဟုထင်ရသည်ဒေါငန်းကကိုကျွဲ့ကိုကြည့်ရင်ကိုကျွဲ့ရှင်ကျုပ်အမကိုတက်တယ်ရှင်ကိုကျုပ်ပလိတ်ကိုတိုင်မယ်ရှင်ကိုကျိုးစင်ရအောင်ပို့မယ်ကိုကျွဲ့ကတာဟာနဲ့ရေးလိုက်ကဟဲ့မင်းငယ်ငါပဲကျိုးစင်ရောက်မလားနင်းမဲ့ငရဲပြီအရင်ရောက်မလားဆိုတာကြည့်ကြသေးတာပေါ့ကိုကျွဲ့မှာကိုင်းထုတ်သားကြီးကိုင်းလဲရဲ့ဒေါငန်းစီတို့တလန်းချင်းလှမ်းလာနေလေသည်ဒေါငန်းမှာအရက်ကိုအော်ဟစ်ကအကူညီတောင်းရသည်ကျေးလက်ရွာတော်မှာအိမ်များမှာခြံကျဲကြီးများဖြစ်သည်နှင့်တအိမ်နဲ့တအိမ်အတော်လှမ်းလှမ်းတိဆောက်ထားရသောကြောင့်တော်ရုံအတန်ဆိုရင်မကြားနိုင်ပေသို့တော်ချင်းအိမ်မှအေးဆက်တဘာကြီးပုံးမှာဒေါငန်း၏အော်တန်ကိုကြားလိုက်ရသည်ဖြင့်လမ်းသို့သွားမိသည်ဘာကြီးပုံးမှာအိမ်နေရမှငါးခွနဲ့ထကထရံတွင်ချိတ်ထားသည့်ဒူးလေးကိုဖြုတ်ယူလိုက်သည်ထို့နောက်ခြေရင်းတွင်အိမ်နေသည့်တားဖြစ်သူမောင်တော်ကိုနှိုးလိုက်သည်မောင်တော်ရေထားစမ်းမအောင်ကွာမိငန်းတို့အိမ်ကအော်တန်ကြားရတယ်ကွဘာဖြစ်တာလဲမသိဘူးမောင်တော်မှာအသက်30ခန်းရှိကဘလောက်ကောင်းကောင်းနဲ့ဖြစ်သည်နုံနုံကြကြဖြက်ဖြက်လဲလဲလေးရှိပေသည်မောင်တော်မှာဓာတ်တက်လက်ကိုဆွဲယူလိုက်ကဘာကြီးပွားနှင့်အတူဒေါငန်းတို့ခြံဘက်သို့ကူးလာကြသည်ရှေ့ကတောရွာများတွင်တိမ်နဲ့တိမ်ခြံစည်းရုပ်ခတ်လိမ့်မရှိပဲခြုံပင်တစ်ပင်များကိုသာအရန်အသားဖြင့်စိုက်ပျိုးထားသည်မို့ဘာကြီးပွားတို့တားအဖမှပုံနေရိတ်ခြုံကြီးကိုတိုးကဒေါငန်းတို့အိမ်ဘက်သို့ပြေးလာခဲ့ကြသည်ဒေါငန်းတို့အိမ်ရှိတကားမှပိတ်ထားတဲ့ဖြင့်အိမ်နောက်ဖေးဘက်မှပြေးတက်လာကြသည်ကိုကျွမ်းမှလည်းဒေါငန်းကိုဓားပစ်ခုတ်ရန်နင်းကက်လာလေသည်ဒေါငန်းမှကြုံရမရတော့တဲ့ဖြင့်အနည်းရှိရေနံစီမိခွက်များကိုကောက်ယူလိုက်ကကိုကျွမ်းထံသို့လှမ်းပေါက်ထည့်လိုက်သည်နန်းရံစမီးများမှကိုကျွဲ၏မျက်နှာတက်တဲ့ကိုထိမှန်တဲ့ဖြင့်ကိုကျွဲ၏စပယ်နှင့်တကိုယ်လုံးရေနံစီမီးများဖိတ်ဆန်ကမီးဆွဲလောင်တော့သည်ဒေါငန်းမှထိုအဖြစ်ကိုအခွင့်ကောင်းယူကကိုကျွဲကိုတွန်းလိုက်ပြီးအခန်းအတွင်းမှပြေးထွက်လာခဲ့တော့သည်ကိုကျွဲမှလည်းအခန်းပြင်သို့ပြေးထွက်လာသည်အိမ်နောက်ဖေးဘက်သို့ပြေးလာသည့်ဒေါငန်းမှ
အိမ်နောက်ဖေးဘက်မှာတက်လာသည့်ဘာကြီးဘောတို့တားဖာနှင့်ပဲပင်သွားတို့သည်ဟဲ့မင်းငယ်နင်းတို့ဘာဖြစ်ကြတာလဲထိုစဉ်သွေးလင်းလင်းပေးချမ်းနေသည့်ကိုကျွဲမှာဓာကြီးကန်လျက်အိမ်ခန်းအတွင်းမှထွက်လာခဲ့သည်မောင်ကျွဲမင်းဘာဖြစ်နေရလဲကိုကျွဲမှာဓာတ်ကိုဝင်လျက်အရှိသို့တက်လန်းလာသည်ပါဇက်မှလည်းဒေါ်ငန်းကိုတက်မဲ့အကြောင်းရေးရွပြောဆိုနေလေသည်ဘာကြီးဘောကျမကိုကဲပါဘာကြီးဘောရဲ့ဒေါ်ငန်းမှာအရှိသို့လှမ်းတက်လိုက်သည့်အခါကိုကျွဲကလက်ထဲတွင်ကင်ထားသည့်ကိုင်းခုတ်ထားဖြင့်လှမ်းပစ်ထည့်လိုက်ရာဒေါ်ငန်း၏ခတ်တဲ့သို့တိုးဝင်နှင်းမြုပ်သွားလေသည်ဒေါ်ငန်းမှာအရှိသို့ရိုင်လဲကျသည့်အချိန်ကိုကျွဲမှာဒေါ်ငန်းကိုတက်ဖြတ်ရန်ပြေးလာလေသည်ဘာကြီးဘောကလက်ထဲတွင်ကင်ထားသည့်ဒိုးလေးဖြင့်ကိုကျွဲကိုလှမ်းချိန်လိုက်ကဟဲ့ကောင်ငကျွဲမင်းအရှိမတိုးနဲ့တိုးရင်မင်းကိုငါပြစ်မယ်ကွကိုကျွဲကအကြောင်းလည်းမရှိပဲအရှိသို့ခုန်တက်လာသည်ဘာကြီးဘောကဒိုးလေးဖြင့်ပြစ်ခတ်ထည့်လိုက်ရာကိုကျွဲ၏နံကြားတဲ့သို့ဒိုးလေးမြားကစိုက်ဝင်သွားသည်ထို့တော့ကိုကျွဲမှာရဲတံတွားခြင်းမရှိပဲအရှိသို့ဆက်တိုးလာခဲ့ရာဘာကြီးဘောအားခုံအောက်ရန်ကြိုးစားသည်ထိုအခါနဘေးတွင်ရှိနေတဲ့မောင်းတော်မှာကိုကျွဲထံသို့ပြေးခုံကနှစ်ဦးသာတိုက်ခိုက်ကြလေတော့သည်အသားမဲမဲထော်ထောင်ကြမ်းကြမ်းနှင့်ကိုကျွဲမှာဘလူကြီးတစ်ကောင်ကဲ့သို့ဖြစ်နေပြီးအလွန်ကြမ်းတမ်းစွာတိုက်ခိုက်နေလေတော့သည်ကိုကျွဲနှင့်မောင်းတော်တို့မှာဘားတဲ့ပြန်ကြားတဲ့ပြန်ဖြင့်အိမ်မော်တွင်လုံးထွေးတပ်ပုတ်နေကြသည်ကိုကျွဲမှာမောင်းတော်၏အပေါ်သို့တက်ခွာကမောင်းတော်၏လယ်ပင်ကိုလက်ဖြင့်တအားညှစ်နေသည်မောင်းတော်မှာရုံးကန်ရင်ကိုကျွဲချက်ထောက်နှင့်ညှက်ကနဘေးသို့လှိမ့်ချလိုက်သည်အိမ်ထရန်နှင့်တိုက်မိပြီးနောက်အိမ်ထရန်ကြီးပွင့်ကကိုကျွဲရောမောင်းတော်ပါအိမ်မော်မှပြုတ်ကျကြလေသည်မောင်းတော်မှာဖင်ထိုင်လျက်သားကြတော့လေကိုကျွဲမှာအိမ်ပေါ်မှခေါင်းပြကြပြီးအောက်မှမြေကြီးတွင်ခေါင်းဆိုင်ကကျွတ်ခနဲ့အတန်မြေကြီးထွက်၍ဇက်ကျွတ်ကျသွားလေသည်ကိုကျွဲ၏ခေါင်းမှာဇက်ကျွတ်သားတဲ့ဖြင့်တွဲလောင်းကြီးဖြစ်နေသည်ကိုကျွဲမှာမြေပြင်မှအားယူ၍ကုန်းထနေသေးသည်မောင်းတော်မှာကိုကျွဲ၏ကြောပြင်ကိုလက်သေးမြတ်ထိုးခြေထောက်ပြကန်နေရင်အတော်ကြာသည့်အချိန်မှကိုကျွဲမှာငြင်းကျသွားတော့သည်မောင်းတော်လည်းတကိုယ်လုံးမောပန်း၍နေလေပြီထိုအဖြစ်ဆိုးကိုတရွာလုံးမှလူများလာရောက်ကြည့်ရှုကြသည်နှလုံးမခိုင်သူများကမူးမိလဲကုန်သည်အသေးငယ်သူများမှာတော်နှင့်ထိုးအံ့ကြသည်မနေ့ရောက်သည့်အခါပလေးများကလာရောက်စစ်ဆေးလေသည်မောင်းတော်ကိုဖမ်းဆီးသွားကလိုအပ်သည့်စစ်ဆေးမှုများကိုပြုလုပ်ကြသည်ရက်တဲ့တစ်ပတ်ခန့်ကြာသောအခါပြည့်မှုကင်းစင်တဲ့ဖြင့်ကွင်းလုံးကျွလွတ်မြောက်သွားသည်ဒေါငန်းမှာခါးလက်မှဓာတ်တိုင်ရန်ကိုဘိန်းတော်ဆရာကြီးများပင်၍ကုသသည်ကိုကျဲတို့တည်ဆုံးသည့်အချိန်ထိအိမ်ကြီးမှလူသူလှုပ်ရှားသည့်နှင့်ခြောက်လန့်နေသေးသည်ဒေါငန်း၏အနာမှာပြည်တဲ့ကငမ်းမန်းဝင်နေတဲ့ဖြင့်ဒေါငန်းတယောက်လူမန်းသူမှမသိအောင်ပဲဖျားနာမေးမျောလျက်ရှိသည်ဒေါငန်းတတိယလာသည့်အခါဘိန်းတော်ဆရာကြီးကမေးစစ်ကြည့်သည်မင်းငန်းနင်တို့မိသားစုအခုလိုဖြစ်ရတာငါမတင်ကားဘူးနော်နင်တို့အိမ်မှာဒီမတိုင်ခင်ကတခုခုထူးဆန်းတာမျိုးဖြစ်ခဲ့သေးလားဒေါငန်းမှာကောင်းတာခါပြသည်ထူးဆန်းတဲ့အင်းအိုင်ခါလက်ဖွဲ့တွေရောရလာတာမျိုးရောရှိသလားဒေါငန်းမှာခေါင်းခါပြသည်သို့တော့မကြခင်ရပဲလွယ်အတွင်းမှာအင်းခွက်ကလေးကိုသတိရလိုက်သည်အင်းဆိုမှတော့ဒီအဖြစ်လေးတွေမဖြစ်ခင်ကအင်းခွက်တစ်ခွက်ကောက်ရလာခဲ့တယ်ပြားစမ်းအဲ့ဒီအင်းဘဲမှလဲအင်းရှိတိုင်မှာလွယ်ထဲမှာချိတ်ထားတယ်ဘာကြီးဘောကလွယ်ကိုပြေးယူလိုက်သည်ဘိန်းတော်ဆရာကြီးမှာလွယ်ကိုဖွင့်လိုက်သည့်အခါရွှေပြားကလေးပေါ်တွင်ရေးဆွဲထားသည့်အင်းခွက်ကလေးကိုမြင်လိုက်ရသည်ဘိန်းတော်ဆရာကြီးမှာအင်းခွက်ကိုကင်တွယ်ကြည့်ရှုလိုက်တဲ့အချိန်မှာပင်ဒီကိုယ်လုံးကျဲသီးများတစ်ပြင်းပြင်းထားလျက်ခြေလက်များတုံရလာသည်ရှေးအခါကဘိန်းတော်ဆရာကြီးများမှာအစိတ်ကုသခြင်းအတတ်ပညာအပြင်ပြောကကုသည့်အတတ်ကိုပါအနေအကျင့်တက်မြောက်ကြသူများဖြစ်သည်ဆေးဆရာကြီးများအတွေ့အကြုံရင်းသူမှုအင်းခွက်ပုံစံကိုကြည့်လိုက်တာအလွန်ထိတ်လန့်သွားသည်ဒါပုံနကအင်းကြီးပဲဘလူးဆောင်တဲ့အင်းမျိုးပဲမင်းငန်းဒီအင်းကိုနင်ဘယ်ရလာတာလဲဈေးသွားရင်ဖုံးပုံဈေးရဲ့အရှိကနေကောက်လာခဲ့တာဆရာကြီးရွှေပြားကလေးဆိုတော့ထူးခွက်ရောင်းချမယ်ဆိုပြီးယူလာခဲ့တာလှတာလည်းပါတာပေါ့ရွှေရောင်တောက်နေပေမဲ့ရွှေစစ်မဟုတ်ဘူးဟာကြေးနဲ့ရွှေအရောပဲဟောဒီပုံနကအင်းဟာအောက်လန်းဆရာတယောက်စီရင်ထားတာပဲဖြစ်မယ်ဒီအင်းကိုဘလူးဆောင်နေဟဲ့အဆောင်ဘလူးကတော်တော်ငတ်ပြတ်နေပုံရတယ်နင်းယောက်ျားနဲ့နင်းအမသေးတာဒီဘလူးလောက်တာပဲဖြစ်မယ်ဆရာကြီးကအင်းခွက်ကိုဘာကြီးပေါ်ထံသို့လှမ်းပေးရင်ဥဘောရေဟောဒီအင်းကိုရေစီးနေတဲ့ချောင်းထဲကလွှတ်မြစ်လိုက်ပါလွှတ်ပြတဲ့အခါမှာလဲနောက်ပြန်လက်ပြန်ပြက်နော်ပြီးရင်ပြန်လှည့်မကြည့်နဲ့ဘာကြီးပြောမှအင်းခွက်ကိုယူဆောင်ပြီး30ချောင်းအနီးသို့ပြေးထွက်လာခဲ့သည်ချောင်းကိုကြောပေးပြီးရက်လိုက်ကအင်းခွက်ကိုအနောက်သို့လက်ပြန်ပြည့်ရန်အတွက်ကြံရွယ်လိုက်သည်ထိုစဉ်အင်းခွက်မှရွှေရောင်ဝင်းလာကဘာကြီးဘောကိုညှို့ယူနေတဲ့ကဲ့သို့ဖြစ်နေသည်ဘာကြီးဘောစိတ်ထဲတွင်မိတိအကြောင်းအရင်းမှမသိပဲအင်းခွက်ကိုတင်ထားခြင်းစိတ်များတဖွာဖွာဖြစ်လာလေသည်သို့တော့ဘာကြီးဘောမှာ
လူကြီးမို့စိတ်ဆုံးဖြတ်ချက်ခိုင်းမှသည်အင်းမှာမိမိကိုညှို့နေမှန်သိလိုက်သည်မို့အင်းခွက်ကိုကြည့်လိုက်ကဟဲ့ကောင်မင်းငါ့ကိုမဖျားယောင်းနဲ့ငါကမင်းဖျားယောင်းတိုင်းကြားရှုံးမဲ့သူမဟုတ်ဘူးကွာသွားပြီတော့ဟေ့ဘာကြီးပေါင်းမှာချောင်းအတွင်းကိုပြစ်ဆက်လိုက်တော့သည်ထို့နောက်လည်းရွက်မကြည့်ပဲခတ်တို့ပြေးထွက်လာခဲ့သည်ဒေါ်ငန်းမှာအနာရင်းကအခြေအနေမကောင်းလာပြီတေးအေးနဲ့လူမန်းမသိအောင်ညှဉ်းညူလေသည်ဆေးစရာကြီးမှလည်းအခြေအနေမကောင်းမှန်းသိတဲ့ဖြင့်ခေါင်းတစ်ခါနှင့်ဖြစ်နေသည်ထိုစဉ်ဒေါ်ငန်းမှာမျက်လုံးကြီးများပြူးထွက်ပြီးတဟင်းနဲ့ရင်မောလေသည်ဒေါ်ငန်းပုံစံပြောင်းသားတဲ့ဖြင့်ဆရာကြီးမှရေးစားမိသွားပြီးဟေးလူနာကိုဘယ်သူရှုပ်တာလဲငါပဲငါကအင်းဆောင်ပုံနကဘလူပဲနင်တို့အသိမြန်သွားလို့ပေါ့ဟာမဟုတ်ရင်ငါကတအိမ်လုံးကိုစားမှာတရွာလုံးကိုစားပြစ်မှာဟဲ့ဘလူငါလူနာကိုနင်မညင်းစေပဲအခုပဲထွက်သွားစမ်းသွားမှာဒီကောင်မကိုငါစားပြီးရင်ထွက်သွားတော့မှာဒေါ်ငန်းမှာအတန်အော်ကြီးနဲ့ဘက်ရီမောလေသည်ဒေါ်ငန်းရေတန်းကြီးမှာအလွန်ကြောက်စရာကောင်းလာပြီဟုဆိုသည်ထို့တို့ရီမောပြီးတဲ့အခါဒေါ်ငန်းမှာခေါင်းကိုက်ဆက်ကြလေရဲ့အိယာဘော်တို့ပက်လက်လန်းကလဲကျသွားသည်ဆေးစရာကြီးကစမ်းတက်သည့်အခါတွင်ဒေါ်ငန်းမှာအသက်ငယ်နေသည်ဖြစ်သည်ဒေါ်ငန်းကဘာကြီးဘောကိုတစ်ချက်ကြည့်ပြီးလေတံကလေးဖြစ်ဘာကြီးဘောကျမရဲ့ကလေးတွေကိုဘာကြီးဘောလက်ကိုအပ်ခဲ့မယ်နော်အေးပါမင်းငန်းရငါတို့သူတို့ကိုတေချာဆောင်ရှောက်မှာပါကျမသွားရတော့မယ်ကျမကိုဘလူးကြီးကခေါ်နေပြီလောက်ကြပါဦးကဲကြပါဦးဘလူးကြီးကကျမစပင်ကိုဆွဲနေပြီဒေါ်ငန်းမှာအော်ဟင်းအတန်တိန်ကငိမ့်ကျသွားလေတော့သည်ဘာကြီးမုံမှာအဲ့ဒီအကြောင်းများကိုပြန်လဲပြောပြနေရင်မောသွားတဲ့ဖြစ်ရင်နှွေးချမ်းတစ်ခွက်ကိုမောတော့လိုက်ကမိဝေကအဲ့ဒါဆိုရင်ရွာတောင်ပိုင်းကအဖွားကြီးတော်ဦးဆိုတာဒေါ်ငန်းကြီးရဲ့တမီးအငယ်ဆုံးမိဦးဆိုတာပေါ့နော်တိတ်ဟုတ်တာပေါ့မြည်ရဲ့ဒီရဲ့ဖြစ်ကတကယ်ဖြစ်ခဲ့တဲ့အဖြစ်ပဲအဲ့ဒီကလေးကရွာကလူတွေကအင်းခွက်တွေကိုတိတ်ကြောက်သွားကြတယ်လမ်းမှာတွေ့တဲ့အင်းဆိုအိမ်ကိုယူမလာကြဖို့မကောက်ချဖို့ကလေးတွေကိုမှားထားကြတာပေါ့ကွဒါကြောင့်မြေးတို့ကိုလည်းဘိုးဘိုးကအတန်အနာမှားနေရတာနောက်ဆိုရင်အင်းခွက်တွေဘာတွေတွေ့ရင်ကောက်မလာကြနဲ့ဟုတ်ပြီလားဟုတ်ကဲ့ပါဘိုးဘိုးတမီးတို့နားလဲပါပြီကဲညစာစားချိန်တော့ရောက်တော့မယ်ရေမို့ချိုးလိုက်ကြတော့ပြီးရင်ဒုံမြေအဖိုးတွေအတူတူထမင်းစားကြတာပေါ့ကွယ်မိဝင်နဲ့မိမလေးမှာရေချိုးရန်အတွက်ထွက်ခွာသွားကြသည်ဘာကြီးမုံမှာမိများကိုကြည့်ရင်ဒေါ်ပဲကြီးတို့အကြောင်းကိုပြန်တွေးမိကတက်ပြင်းချေတစ်ချက်ကိုချလိုက်လေတော့တည်းပုံနကအင်းဆိုရဖြစ်ရမယ့်ဇန်လန်းလေးကတော့ဒီလောက်ပါပဲနော်နားဆင်အားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်